အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ KZM blog ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြပြပေးမယ့်ကြောင်ရလေးကတော့ကျွန်တော်ရဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ပြုတ်နိုင်ငံဟာဆိုရင်ဘလောက်တော့မြန်မြန်ဆန်ဆန်ဒါ10စုနဲ့5စုအတက်မှာဆိုရင်ဘလောက်တော့တိုးတက်သွားတယ်ဆိုတဲ့ကြောင်ရကိုဒီဗီဒီယိုမှာပြပြပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုမပြောခင်မှာဆိုရင်ကျွန်တော်အရင်ဗီဒီယိုမှာတယောက်ကကျွန်တော်ကိုအတန်ဟိုဒါကြီးလင်းအောင်ပြောပေးပါဆိုပြီးပြောတယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီဗီဒီယိုမှာတနိုင်တယ်မှာကြီးလင်းအောင်ပြောပေးမှာပေါ့နော်တကယ်လို့အတန်ဟာမကြည်လင်မှုဆိုရင်လည်းကျွန်တော်ပြောပြပါကျွန်တော် mic အစ်စ်ကိုကျွန်တော်ဝယ်ပြီးမှအသုံးမှဖြစ်မှာပေါ့နော်ကျွန်တော်ရဲ့တကယ်လို့အတန်မကြည်ဘူးဆိုရင်ပြဿနာက mic မှာပဲဖြစ်မှလားချစ်မှထင်တာပေါ့နော်အဲမို့ကြောင့်ကျွန်တော်တကယ်လို့အတန်မကြည်ဘူးဆိုရင်ပြောပြပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယိုရဲ့အဓိကကြောင်းအရာကိုသွားကြမယ်ဗျဒီကြောင်းအရာကိုပြောမယ်ဆိုရင်ပထမဆုံးကျွန်တော်အနေနဲ့ဒီအကြောင်းအရာကိုကျွန်တော်အနေနဲ့သုံးပိုင်းခွဲထားပါတယ်အဲ့ဒီသုံးပိုင်းကဘာလဲဆိုတော့ပထမပိုင်းကဆိုရင်1988ပေါ့နော်အဲ့ဒီ18အရင်တုန်းကမတိုင်ခင်ကအချင်းကြီးကိုပြောပြမှာပေါ့နော်ဒုတိယပိုင်းအနေနဲ့ဘယ်ချင်းကိုပြောမှာလဲဆိုတော့1988နောက်ပြောင်းလဲမှုတွေစလုပ်ပြီးတဲ့နောက်ပိုင်းအခြေအနေကိုဒုတိယပိုင်းအနေနဲ့ပြောပြမှာပေါ့နော်နောက်ဆုံးပိုင်းအနေနဲ့ဘယ်ပိုင်းကိုပြောမလဲဆိုတော့ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီးတဲ့နောက်မှာအခုလက်ရှိမှာဆိုရင်တရုတ်နိုင်ငံဟာဆိုရင်ဘယ်လောက်တောင်တိုးတက်မှုတွေရှိနေတယ်ဆိုတဲ့အကြောင်းအရာကိုဒီဗီဒီယိုမှာပြောပြမှာပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ဒါပထမပိုင်းဖြစ်တဲ့1988အရင်ပေါ့နော်အခြေအနေကိုကျွန်တော်တို့တွက်ကြည့်အောင်ဗျဟာ1949လောက်မှာပေါ့နော်1949မှာဆိုရင်ကွန်မြူနစ်အစိုးရဖြစ်တဲ့မော်စီတုံးဟာဆိုရင်သူကတနိုင်ငံလုံးကိုတိတ်မှတ်လိုက်တယ်ပေါ့နော်တိတ်မှတ်လိုက်ပြီးတဲ့နောက်မှာသူ့အနေနဲ့ဒါကွန်မြူနစ်စနစ်ရဲ့အခြေခံသဘောတရားကဘယ်လိုလဲဆိုတော့ဘယ်စီးပွားရေးတွေပဲဖြစ်ဖြစ်ဘယ်ပြားတွေပဲဖြစ်ဖြစ်သူကတယောက်တည်းပဲပိုင်လို့မရဘူးစုပေါင်းပြီးတော့ပိုင်ရမှာတကယ်လို့အမြတ်ရတယ်ဆိုရင်လည်းအဲ့ဒီအမြတ်ကိုစီးသမျှလူတွေအားလုံးတော့ခွဲဝေပြီးတော့သုံးချမှာပေါ့နော်အဲ့လိုမျိုးအခြေခံအဖြစ်ဖြစ်တယ်ပေါ့နော်အဲ့ဒီချက်ကိုကန်ဆက်ပြီးတော့သူကဘာလုပ်လဲဆိုတော့သူအဲ့လိုမျိုးနိုင်ငံလုံးကိုတိတ်မှတ်ပြီးတဲ့နောက်မှာနိုင်ငံလုံးမှာရှိတဲ့ကိုပိုင်စီးပွားရေးတွေကိုဒီထောင်နေတဲ့သူတွေရှိတယ်ဆိုရင်အဲ့ဒီစက်ယုံတွေပေါ့နော်အဲ့ဒီကလေးစက်ယုံတွေဆိုရင်အဲ့ဒီစက်ယုံတွေကိုသူကတင်းပြီးဒီသူပိုင်းပြုလုပ်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်နောက်ပြီးတော့ဘာတွေလုပ်လဲဆိုတော့သူကစာတက်မြောက်မှုနှုန်းတွေကိုသူက short ချပလိုက်တယ်ဘယ်လိုမျိုးလဲဆိုတော့ကျေးလက်မှာရှိတဲ့ပညာရေးနဲ့မြို့ပြမှာရှိတဲ့ပညာရေးဆိုရင်အစစ်တမ်းတွေကမတူဘူးပေါ့နော်ဘယ်လိုမျိုးမတူတဲ့ဆိုတော့ကျေးလက်တွေမှာဆိုရင်စာသင်ရတာတွေကပစ္စည်းကအပြည့်စုံနဲ့မတင်ပေါ့နော်ဥပမာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုရင်ဒါကျောင်းတွေမှာဆိုရင်ရေဖြူဆိုရင်ရေဖြူလုံးမှာပေါ့နော်အဲ့လိုမျိုးပုံစံတရုတ်ပြည်မှာဆိုရင်အဲ့လိုမျိုးသူရဲ့ကျောင်းမှာဆိုရင်ဒါ chemistry ဆို chemistry ပေါ့နော်ဓာတုဗေဒနဲ့ပတ်သက်တဲ့အဲ့လိုမျိုးစက်သမှုတွေမလုပ်တဲ့အခါမှာဆိုရင်ပစ္စည်းတွေလိုတယ်ဆိုရင်ဒီလက်တွေမှာမရှိဘူးဒါပေမဲ့မြို့ပြတွေမှာကျတော့အဲ့လိုမျိုးထားပေးတယ်ပေါ့နော်မြို့ပြတွေမှာကျတော့ကျောင်းတွေမှာဆိုရင်အဲ့ဒီ chemistry ဆို chemistry နဲ့ပတ်သက်တဲ့ဒီစက်သက်ချက်တွေလောက်ဆောင်လို့ရမယ်ပစ္စည်းတွေdressing တွေအဲ့လိုမျိုးတွေလုပ်ပေးမယ် physics ဆိုလည်းအဲ့လိုမျိုး physics နဲ့ပတ်သက်တဲ့အရာတွေကိုမြို့ပြတွေမှာလုပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးတွေစနစ်နဲ့ခွဲခြားတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့သူကအဲ့လိုမျိုးခွဲခြားမှုတွေမကောက်ဘူးအဲ့ဒီခွဲခြားမှုတွေကဆိုရင်ဒီပညာရေးတစ်ခုတွေမကောက်ဘူးသူကျန်းမာရေးတွေလည်းအဲ့လိုမျိုးဖြစ်တယ်ပြည်တဲ့ဒေသတွေမှာဆိုရင်ဒါစေယုံစေကန်တွေမှာဆိုရင်ပစ္စည်းတွေကဆေးတွေကဒါအပြည့်စုံမရှိဘူးပေါ့နော်မြို့တွေမှာကျတော့အဲ့လိုမျိုးဆေးတွေပစ္စည်းတွေအဲ့လိုမျိုးပြည့်စုံထားပြီးတော့ခွဲခြားတာဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကဘာလဲဆိုတော့ကျေးလက်မှာနေတဲ့သူတွေကိုဒါမြို့တွေကိုပြောင်းကျင်တယ်ဆိုရင်ချက်ချင်းကြီးဒါပြောင်းလို့မရဘူးကတ်သက်ချက်တွေကိုထားပလိုက်တယ်။ပုံမှန်အမြင့်မှာဘာဖြစ်မှအမြင့်မှာဘလိုချီနေတွေရှိမှဘာတော့ပိုက်ဆံဘလောက်ပေးမှအဲ့လိုမျိုးတွေသူပြောင်းလို့ရမှာဆိုတဲ့ချီနေတွေကတ်သက်ပလိုက်တယ်ပေါ့နော်။ကတ်သက်ပလိုက်တဲ့အခါမှာဆိုရင်မြို့ပြောက်ကိုပြောင်းတဲ့သူတွေကနည်းသွားတယ်။နည်းသွားပြီးတော့တော်ထဲမှာနေရတယ်တော်ထဲမှာနေရတော့ဒါစတက်မြောက်မှုလုံးတွေကမရှိဘူး။စာတွေဒါမတက်မြောက်ဘူးပေါ့နော်။အမှကျောင်းတွေမှာဆိုရင်လည်းအဲ့လိုမျိုးတွေပစ္စည်းတွေကပြည့်စုံမရှိတော့စတက်မြောက်မှုနှုန်းကလည်းနည်းတယ်။နည်းပြီးတော့သူတို့တွေနဲ့အမှအရေးချင်းရှိတဲ့အလုပ်သမားတွေကိုဒါထုတ်လုပ်ပေးမှုတွေမရှိတော့ဘူးပေါ့နော်။အဲ့လိုမျိုးမရှိတော့သူတို့ရဲ့စီးပွားရေးတွေကဘယ်လိုလဲဖြစ်တော့တဖြည်းဖြည်းနဲ့ကြာဆင်းသွားတယ်ကြာဆင်းပြီးတဲ့အခါမှာဆိုရင်သူတို့တွေသူတို့ငတ်မို့ပေတွေပေါ့နော်အဲ့ဒီ farming နဲ့ခေါ်တဲ့ဒီငတ်မို့ပေတွေကိုဂျုံရတယ်ဂျုံရပြီးတော့လူတော်များများဟာတည်သွားတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့ဒီချိန်တော့ဆိုရင်ဒါလူတွေဘလောက်တောင်တည်လဲဆိုရင်အဲ့ဒီချိန်မှာလူတမများစွာတည်သွားတယ်ပေါ့အဲ့ဒီမှာနာဇီတွေတက်တယ်နာဇီတွေတက်တဲ့ချက်ကိုဆိုဗီယက်ရုရှားမှာပေါ့နော်အဲ့ဒီတော့ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ရုရှားမှာဆိုရင်စတာလင်ကလူနာဇီချက်ကိုတက်တဲ့ရေးတက်ရှိတယ်အဲ့ဒီတက်ရေးအတွက်ထက်ထီကိုအဲ့ဒီခုနကွန်မြူနစ်ဆိုရကအဲ့လိုမျိုးလှုပ်လိုက်တဲ့ခါမှာဆိုရင်အဲ့ဒီခုနစတာလင်တက်တဲ့လူထုံးထက်တီကိုသူကများသွားတယ်ပေါ့နော်အဲ့လိုမျိုးပြည့်တယ်ပေါ့နော်ဒါကပထမဦးဆုံးဒါ1988မတိုင်ခင်ကဒါအခြေအနေတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါဒုတိယပိုင်းဖြစ်တဲ့1988နောက်ပိုင်းချင်းတွေပြသမှာပေါ့နော်အဲ့ဒီချိန်တွေမသွားခင်မှာဆိုရင်ဒီပြောင်းလဲမှုတွေကိုဒါဥဆောင်ခဲ့တဲ့သူကဘယ်လိုလဲဆိုတော့ဒါ1986မှာပေါ့နော်1986မှာဆိုရင်မော်စီတုံးဟာဆိုရင်တည်သွားတယ်ပေါ့နော်သူကမော်စီတုံးနေရာကိုတခြားဘယ်သူတက်လာလဲဆိုတော့ရှောင်းပင်ဆိုတဲ့ဒါလူပြောက်ကတက်လာတယ်ပေါ့နော်အဲ့ဒီလူကအဲ့နေရာမှာတက်တယ်တက်ပြီးတော့သူဒီနဲ့တနိုင်ငံလုံးကိုကြည့်လိုက်တဲ့ခါမှာဆိုရင်တနိုင်ငံလုံးဟာဆိုရင်
ဒါငမှုပေတွေကြောင့်အမသေးနေတာဟာတွေရှိတယ်အများစုဆိုတော့ဒီအစားအသောက်ဒါ starvation တွေခေါ်တယ်ပေါ့နော်ဒါငမှုတာပေါ့နော်ငမှုမှုကြောင့်ဒါသေးတဲ့လူတွေညာတယ်နောက်ပြီးတော့အဲ့ဒီအရင်ချင်းတွေတော့ဆိုရင်ဒါစစ်ပွဲတွေလည်းဖြစ်နေတယ်ပေါ့နော်သူကအဲ့ဒါတွေကိုမြင်ပြီးတကယ်တော့စီးပွားရေးမြင်တာပေါ့နော်စီးပွားရေးကိုလည်းမြင်နေလူတွေရဲ့ဒါငမှုပေတွေကိုလည်းမြင်ပြတာသေးတာတွေကိုမြင်သွားတဲ့ခါမှာဆိုရင်သူ့အနေနဲ့ပြောင်းလဲမှုတွေကိုလုံမှန်ဆိုပြီးတော့ဒါ1988မှာပြောင်းလဲမှုတွေပြုလုပ်လိုက်တယ်အဲ့ဒီပြောင်းလဲမှုတွေကဘယ်လိုလဲဆိုတော့အရင်တုန်းကသူကအဲ့ဒီမော်စီတုံးလက်ထက်မှာဆိုရင်တရုတ်နိုင်ငံဟာဆိုရင်ဒါတခြားနိုင်ငံတွေနဲ့ဆက်သွယ်ခွင့်တို့ပိတ်ပင်ထားတယ်ပေါ့နော်အဲ့ဒီခုနမော်စီတုံးဆိုရကအဲ့တော့ပိတ်ပင်ထုတ်လိုက်တယ်သူကတကားပိတ်သွားတာကိုကျင့်သုံးတယ်ပေါ့နော်လက်ရှောင်းပင်ကအဲ့ဒီရေခင်တွေကိုတီးပြီးတဲ့နောက်မှာဆိုရင်သူအနေနဲ့တကားဖွင့်သွားတာကိုကျင့်သုံးပေးမှဖြစ်မှန်ဒါနိုင်ငံခြားကဒါကုမ္ပဏီတွေနိုင်ငံခြားမှာရှိတဲ့ဒီကုန်သွယ်ရေးတွေနဲ့ဒါပြုလုပ်မှစီးပွားရေးတွေနဲ့ပြုလုပ်မှဆိုပြီးအဲ့လိုမျိုးတွေတကားဖွင့်သွားတာကိုလုပ်လိုက်တယ်ပေါ့နော်အရင်တုန်းကစီးပွားရေးလုပ်တာကဘယ်လိုမျိုးလဲဆိုတော့စီးပွားရေးတစ်ခုလုံးကိုသူတို့ရဲ့ဒီကွန်မြူနစ်ဆိုတာကချုပ်ကိုင်ထားတယ်စီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒတွေစောပချက်တွေအားလုံးကိုဗဟိုကနေပဲစောပချက်တွေကိုချပြပေါ့နော်အဲ့ဒီဆိုရဖွဲ့တွေပဲချပြတယ်သူတွေနဲ့တစ်ခုကိုလုပ်ချင်နေဆိုရင်အဲ့ဒီဖွဲ့ကိုသွားပြီးတော့တောင်းဆိုရတယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်အဲ့မှာမော်စီတိုဆိုရတာဆိုရင်တကားဖွင့်မှာတော့ကျင်းသုံးမှန်ဆိုပြီးတော့အကုန်လုံးခွင့်လန်းတွေကိုဖွင့်ပြလိုက်တယ်ခွင့်ပြလိုက်ပြီးတဲ့နောက်မှာဘယ်လိုမျိုးတွေလုပ်လဲဆိုတော့ကိုယ့်အနေနဲ့ကိုယ့်ဒေတာမှာရှိတဲ့စောပချက်တွေကိုစီးပွားရေးနဲ့ပတ်သက်တဲ့စောပချက်တွေကိုဘာသာကိုလို့ဒါမှနိုင်ငံရေးတော့လာပြီးတော့မရှုံးနဲ့ဆိုပြီးပေါ့နော်နိုင်ငံရေးတွေမှာဆိုရင်ကွန်မြူနစ်ဖွဲ့တစ်ဖွဲ့ပဲထားမှစီးပွားရေးမှာဆိုရင်ဒါမင်းရဲ့လုပ်ပိုင်ခွင့်တွေရမင်းတို့ဘာသာတိုးစားပြီးလုပ်ကြဆိုပြီးအခွင့်အရေးတွေကိုဖွင့်ပြလိုက်တယ်အဲ့ဒီချိန်မှာဆိုရင်နိုင်ငံခြားကဒါယင်းနှိမ့်မနှံကျင်တဲ့လူတွေကလည်းတရုတ်နိုင်ငံတွေကိုဝင်လာတယ်ပေါ့နော်အဲ့ဒီချိန်တော့ပေါ့နော်ဒါ1990နဲ့80ချိန်တုန်းကအမေရိကန်နိုင်ငံမှာဆိုရင်သူကလုံသမားခါတွေကဈေးကြီးနေတယ်ဈေးကြီးတဲ့အဲ့လောက်ကြီးပြဿနာမရှိဘူးပြဿနာရှိတာကဘာလဲဆိုတော့သူကစိတ်ရုံတွေကိုစောက်ပန်ဆိုရင်အဲ့ဒီမြေနေရာငှားတယ်ပေါ့နော်မြေနေရာငှားတဲ့အတွက်အဲ့ဒီမြေရဲ့ဒီအခွင့်ဆောင်ကနေအကွန်ကားတွေကအများကြီးဈေးကြီးနေတယ်အကွန်ကားတွေနေမဟုတ်ဘူးတခြားဒီပစ္စည်းတစ်ခုထားပါတော့စက်ပြာကိုထုတ်မှဆိုရင်စက်ပြာကိုထုတ်မှကုန်ချမ်းပေါ့နော်အဲ့ဒီကုန်ချမ်းတွေတင်သွင်းမှဆိုရင်လေသူကဈေးတွေအခွန်ကားတွေကအရန်ကိုကြီးနေတယ်ပေါ့နော်အမေရိကန်နိုင်ငံမှာဆိုရင်ထုတ်လုပ်မှုတွေလုပ်နိုင်တယ်ဒါပေမဲ့အဲ့ဒီအခွန်ကားတွေကဈေးကြီးနေတယ်တရုတ်နိုင်ငံဘက်ကဘာသွားရှိတယ်ဆိုတော့တရုတ်နိုင်ငံမှာဆိုရင်လူကြီးတွေများတယ်စီးပွားရေးမရှိဘူးအဲ့တော့သူတို့အနေနဲ့စီးပွားရေးရာဆိုရင်တာမှာပေါ့နော်အဲ့တော့သူတို့အနေနဲ့စီးပွားရေးတွေမရှိဘူးဝင်ငွေမရှိတော့ဒါငမှုပေတွေနဲ့လူတွေတေချားတာတွေရှိတယ်ပေါ့နော်အဲ့တော့နှစ်ခုလုံးမှာဆိုရင်လိုအပ်ချက်တွေရှိနေတယ်အဲ့လိုအပ်ချက်ရှိတာကိုတရုတ်ဆိုရကအခွင့်အရေးတစ်ခုအနေနဲ့ပြင်သွားတယ်နော်သူကဘာလို့လဲဆိုတော့ special economic zone လို့ခေါ်တဲ့ဒီစီးပွားရေးတည်တံ့လောက်ရမဲ့နေရာတွေကိုသူအနေနဲ့ခွဲခြားပလိုက်တယ်ပေါ့နော်အဲ့နေရာတွေမှာဥပမာရှန်ဟိုင်းရောရှန်ဇန်ရောအဲ့လိုနေရာတွေပါသွားတယ်ပေါ့နော်နာမည်ရတဲ့မှန်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါအမှောင်တော့စာတမ်းမှာထုတ်ပေးမှာပေါ့နော်လက်မတွေလုပ်လိုက်တယ်အဲ့တော့လိုအပ်ချက်တွေကဆိုရင်ဒါတစ်ဖက်နဲ့တစ်ဖက်ရှိနေတယ်ပေါ့နော်ရှိနေတဲ့ခါမှာဆိုရင်ဘယ်လိုမျိုးတွေဖြစ်လာလဲဆိုတော့ဟုတ်ပြီဒီကစက်ရုံတွေအားလုံးဘက်မှာကအလုပ်သမားတွေပေါ်တယ်ဘက်မှာကစက်ရုံလုပ်ချင်တဲ့သူတွေပေါ်တယ်အဲ့တော့ဒီမှာရှိတဲ့စက်ရုံတွေမြေတွေအားလုံးသူကဒီမှာငှားလို့ရတယ်ငှားပေးတဲ့ခါမှာဆိုရင်သူ့အနေနဲ့ဒါတရုတ်ပြည်မှာဆိုရင်ဒါမြေကအဓိကမြေနဲ့ခုန special economic zone လို့ခေါ်တဲ့စီးပွားရေးလုပ်လို့ရတဲ့ zone ဆိုပြီးတော့နှစ်ခုကွဲနေပေါ့နော်အဲ့ဒီဟာဘယ်လိုကွဲနေလဲဆိုတော့တရုတ်နိုင်ငံရဲ့ဒါမြေပေါ့နော်ဒါ mainland အဓိကမြေပေါ်လုံမှန်ဆိုရင်အခွင့်အရေးကဘာပဲလို့33%ပေးရတယ်နောက်တစ်ခုကကြတော့ special economic zone တွေကိုလုံမှန်ဆိုရင်15%ပဲပေးရတယ်အစတွေကအများကြီးတာသားတယ်ပေါ့နော်အမေရိကန်နိုင်ငံမှာစက်ရုံတွေတိစောက်မှဆိုတာတက်ကိုတရုတ်နိုင်ငံမှာစက်ရုံတွေစောက်တယ်ဆိုရင်မြေခါတွေငှားကားတွေဆိုရင်ရန်ကုန်ဈေးသက်တာမှဆိုတော့တိသွားတယ်ပေါ့နော်တစ်ဖက်မှာကစက်ရုံတွေစောက်ပြီးတော့စီးပွားရေးလုပ်မှသူရှိတယ်ဒါမြေငှားကားတွေဈေးကြီးနေတဲ့အတွက်ကြောင့်မလုပ်နိုင်ဘူးပေါ့နော်တစ်ဖက်မှာကျတော့တရုတ်ပြည်မှာကျတော့လူများတယ်ဒါပေမဲ့လောက်ကိုင်ခွင့်လည်းမရှိဘူးအဲ့တော့နှစ်ဖက်စလုံးဆိုရင်တိုက်နေတော့ဒီ American နိုင်ငံဘက်မှာရှိတဲ့စက်ရုံတွေအားလုံးကိုသူကတရုတ်နိုင်ငံကိုရွှေ့လိုက်တယ်တရုတ်နိုင်ငံကိုရွှေ့လိုက်တဲ့ခါမှာဆိုရင်တရုတ်ဆိုကအဲ့ဒီကစီးပွားရေးလုံးမှဇုံတွေပေါ့နော်အဲ့ဒီနေရာတွေကိုသူကဒီကပို့ပေးလိုက်တော့အဲ့ဒီနေရာမှာသူတို့နေစီးပွားရေးတွေလုပ်တယ်အဲ့ဒါကိုကျွန်တော်တို့ဒီ iPhone ရောကျတော့ဒီဟောပေါ့နော်အဲ့လိုမျိုး iPhone electric car ရောအဲ့လိုမျိုးတွေတရုတ်နိုင်ငံမှာထုတ်တယ်ပေါ့နော်အဲ့ဒါတွေအားလုံးကဒါထုတ်တယ်တကယ်လို့အဲ့ဒီပစ္စည်းတွေဒါအမေရိကန်မှာထုတ်မှဆိုရင်ဒါအရင်ကိုစိတ်ကြည့်မှာပေါ့နော်ဒါတော့ဒါကြားချက်ပေါ့နော်အဲ့တော့သူတို့နဲ့တွေ့ရတဲ့ခါမှာဆိုရင်တယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကဖြစ်လိုက်တယ်ဆိုတော့ဖွဲ့ရောက်သွားပေါ့နော်ဟောတော့မင်းအားနဲ့ချက်ကိုငါဖြစ်ပြင်မယ်မင်းအားနဲ့ချက်ကိုလည်းငါဖြစ်ပြင်မယ်ဆိုပြီးဒါနှစ်ဖက်ကညှသွားတဲ့ခါမှာဆိုရင်အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့စက်ရုံတွေကဆိုရင်တရုတ်နိုင်ငံတွေကိုအခြေချတယ်ချပြီးတဲ့ခါမှာဆိုရင်သူတွေနဲ့အလုပ်သမားတွေအားလုံးကိုတရုတ်ဆွေးကနေပေးတယ်ပေးတဲ့အပြင်တရုတ်ဆွေးကနောက်ထပ်ဖားတောင်းဆိုလဲဆိုတော့ဟုတ်ပြီမင်းတို့ရဲ့နီးပညာတွေကိုမျှဝေရမှန်းဆိုပြီးအမှ
သူတို့ရဲ့ American စက်ရုံတွေမှာရှိတဲ့ဒါနေပညာတွေကိုမျှဝေလိုက်တယ်ပေါ့နော်မျှဝေလိုက်တဲ့အခါမှာဘယ်လိုတွေဖြစ်လာတဲ့ဆိုတော့ဒီမျှဝေတဲ့လူတွေကဆိုရင်သူကလည်းတခြားသူ့ရဲ့နိုင်ငံတွေကိုပြန်မျှဝေတယ်ဒီပညာတွေပြန်မျှဝေတော့သူတို့နိုင်ငံတွေဟာဆိုရင်တဖြည်းဖြည်းနဲ့ဒါပညာတတ်များမှုနှုန်းတွေလည်းများသွားတယ်အဲ့ဒီပြင်ဘာကောင်းသွားလဲဆိုတော့ဒီတရုတ်နိုင်ငံမှာဆိုရင်အရင်တုန်းကတော့ဝင်ငွေမရှိတဲ့လူတွေအားစာမရှိတဲ့သူတွေဆိုရင်ဝင်ငွေတွေရလာတယ်ဝင်ငွေတွေရလာတော့တရုတ်အစိုးရကိုအကွယ်ဆောင်တင်တာဆောင်တယ်ဆောင်ပြီးရင်ကိုယ့်ရဲ့မိသားစုအစားအသောက်အဝတ်စားအနေထိုင်ရမယ့်နေရာတွေအဲ့ဒီစီးတွေအားလုံးကိုသူတို့တွေနဲ့ဒါပြန်ပြီးတော့လုံနိုင်သွားတယ်ပေါ့နော်ကျောင်းတွေလည်းဒါကောင်းမွန်တဲ့ကျောင်းတွေမှာဆိုရင်ထားနိုင်တဲ့အစီအစဉ်ကိုရောက်သွားတယ်အဲ့ဒီအချိန်မှာသူတရုတ်ဆိုရဆိုရင်ပညာရေးတွေကိုလည်းပြင်နေမှုတွေကိုလည်းစပြီးလုပ်တယ်ပေါ့နော်အပြီးကြတော့သူအခြေလက်ဒေတာကနေလွတ်ပြတွေကိုပြောင်းခွင့်တွေကိုလည်းခွင့်ပြုပေးလိုက်တယ်ပေါ့အရင်တော့သူကျင်းသုံးနေတဲ့ဒီဘိုးဆိုရကနေဘိုးကနေပဲအချွေရမယ်ဆိုတဲ့အရာကိုပြောင်းပြီးတော့အပြီးမြို့ဒေတာမှာရှိတဲ့ပြဿနာကိုမြို့ဘာသာရှင်းနိုင်ငံရေးကိုလာမချင်ပြီးတာပဲဆိုတဲ့သဘောနဲ့ကုန်းလုံးခွန်းနှန်းတွေကိုအဲ့လိုမျိုးလွှတ်ပေးလိုက်တယ်ပေါ့နော်ဒီကတော့သူတို့ရဲ့ဒီ communist စနစ်ကိုလာမထီနဲ့မြို့ဘာသာမျိုးစီးပွားရေးကိုကောင်းဆုံးလုပ်ဆိုပြီးအဲ့လိုမျိုးဒီခွန်းနှန်းတွေဖွင့်ပေးလိုက်တယ်ပေါ့နော်ဒါကရပိုင်းဖြစ်ပါတယ်အဲ့ဒီရပိုင်းနေနဲ့ကျွန်တော်တွေ့တာတရုတ်နိုင်ငံမှာလက်ရှိရောက်နေတဲ့အခြေအနေကိုသွားကြမှာပေါ့နော်အဲ့ဒီအခြေအနေကဘယ်လိုမျိုးလဲဆိုတော့တရုတ်နိုင်ငံမှာဆိုရင်သူကလက်ရှိမှာဆိုရင်ဒါအရင်တော့စနစ်တာပြတ်ဆက်မှာပေါ့နော်အရင်ပိုင်းမှာပေါ့နော်အရင်ပိုင်းကိုကျွန်တော်တို့ပြတ်ဆက်အရင်ပိုင်းမှာဆိုရင်သူတို့ဒီနိုင်ငံခြားကုမ္ပဏီတွေကသူတို့နိုင်ငံတွေကိုဝင်လာပြီးတော့ဒီပညာတွေမျှဝေတယ်မျှဝေတဲ့ခါမှာဆိုရင်သူတို့နိုင်ငံတွေမှာကျွမ်းကျင်တဲ့လူသမားတွေပေါ်လာတယ်အဲ့ဒီလူရတဲ့တစင်ပညာကိုအဲ့ဒီတရုတ်နိုင်ငံသားတွေကိုပြန်ပြီးတော့မျှဝေတယ်မျှဝေတဲ့သူတွေကနေမှတစင်ကအဲ့ဒီပညာတွေကစမ်းသစ်ပြီးတော့ပြည်ထင်မှုတွေကိုပြုလုပ်တယ်ပေါ့နော်အဲ့ဒီပြည်ထင်မှုတွေနဲ့သူတို့ရဲ့နိုင်ငံမှာထုတ်လုပ်မှုတွေကိုဒါဆက်ပြီးတော့မြင့်တဲ့မှုတွေဖြစ်နေတယ်ပေါ့နော်ဘယ်လိုမျိုးတွေလဲဆိုတော့တရုတ်နိုင်ငံမှာဆိုရင် polysilicon လို့ဆိုတဲ့သတ္တုတစ်မျိုးထွက်တယ်ပေါ့နော်အဲ့ဒီသတ္တုရဲ့အစွမ်းကဘယ်လိုမျိုးလဲဆိုတော့သူကညောင်ကြီးပြားတွေကိုထုတ်လုပ်နိုင်တယ်ညောင်ကြီးပြားတွေကိုထုတ်လုပ်နိုင်တယ်ပေါ့နော်အဲ့ဒီအချိန်တုန်းကအနောက်နိုင်ငံတွေမှာဆိုရင်သူကလျှက်စစ်ကိုစသုံးနေပြီသူတို့လျှက်စစ်ကိုစသုံးပေမဲ့အဲ့ဒီလျှက်စစ်ကဆိုရင်သူတို့အနေနဲ့ဒါတစ်စစ်ခံပြောင်းလဲပြီးမှရတာပေါ့နော်ဘယ်လိုမျိုးတွေလဲဆိုတော့လျှက်စစ်ကနေတစ်ဆင့်ဒါရုပ်ကျွန်းလောင်စာတွေပေါ့နော်ရုပ်ကျွန်းလောင်စာတွေကိုဒါလျှက်စစ်ဖြစ်ကိုပြောင်းပြီးတော့သုံးနေပြီးတော့ကြောင်ပြီးသွေးတွေကိုလျှက်စစ်ဖြစ်ကိုပြောင်းပြီးသုံးနေပေါ့နော်တိုက်ရိုက်တော့သုံးလို့မရဘူးနော်ဒါမှဒါဒီပညာတစ်ဆင့်ခံတာသုံးရတယ်ပေါ့နော်အဲ့ဒီမျိုးတွေရှိတယ်ရှိတော့သူတို့အနေနဲ့အဲ့ဒီချိန်မှာတရုတ်နိုင်ငံကလည်းဒီပိုလီစီတွေကိုလည်းရှိတယ်ညောင်ကြီးပြားတွေကိုလည်းထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီပစ္စည်းတွေကိုသူတို့အနေနဲ့သုံးနေကြတယ်ဒီကဘာလို့လဲဆိုတော့သူတို့ရဲ့ဒီကျွတ်လောင်စာတွေကိုသုံးမှဆိုရင်ဒီပစ္စည်းတွေကဆိုရင်ကြာရှည်ဆိုရင်သူကအဲ့ဒီပစ္စည်းတွေကကုန်ခန်းသွားနိုင်တယ်ပေါ့နော်ညောင်ကြီးပြားကိုသုံးနေဆိုရင်ဥပမာကျွန်တော်တို့ညောင်ကြီးပြားကိုသုံးနေဆိုရင်နေရှိရင်အဆင်ပြေပြီနေဘက်ကိုသူပြထားတယ်ဆိုရင်အဲ့ဒီဟာကနောက်နေ့တက်သုံးနေရတယ်နောက်တဲ့နေ့လည်းဒါနေ့စဉ်ဆက်တာသုံးနေလို့ရတယ်ဒါပေမဲ့သဘာဝရင်းမြစ်တွေကကျတော့အဲ့လိုမျိုးသုံးလို့မရဘူးပေါ့နော်သူကသဘာဝရင်းမြစ်သဘာဝအဲ့လိုမျိုးဒီဇယ်ရုပ်ကျွတ်လောင်စာတွေဖြစ်ဖို့ဆိုတာကဒါနှစ်ပေါင်းများစွာချိန်ရွရတယ်ပေါ့နော်အဲ့ဒီကြောင့်သူတို့အနေနဲ့ညောင်ကြီးပြားတွေကိုသုံးနေတယ်အဲ့တော့တရုတ်နိုင်ငံတွေကိုဝယ်ရတယ်ဝယ်တော့တရုတ်နိုင်ငံကဆိုရင်စီးပွားရေးစီးပွားကိုတည်သွားတယ်တည်သွားတာကအဲ့တစ်ခွေတည်းမဟုတ်ဘူးဒါ2008မှာထင်တယ်ဒါစီးပွားပြက်ကဖြစ်တယ်ဖြစ်တော့အဲ့ဒီချိန်မှာဆိုရင်တခြားနိုင်ငံတွေမှာလည်းပြဿနာတွေရှိတယ်ရှိနေတဲ့ချိန်တွေမှာပဲသူကအာဖရိကမှာရှိတဲ့ကွန်ဂိုနိုင်ငံကိုဒါတရုတ်နိုင်ငံကသွားပြီးတော့ပူးပေါင်းလိုက်တယ်ဘယ်လိုမျိုးဘာကြောင့်ပူးပေါင်းလာလဲဆိုတော့အဲ့ဒီကွန်ဂိုနိုင်ငံမှာဆိုရင်အဲ့ဒီချိန်တုန်းကပေါ့နော်အဲ့ဒီချိန်တုန်းကနိုင်ငံရေးချိန်တွေကမတည်ငြိမ်ဘူးဒီထဲမှာဆိုရင်ပြည်တွင်းစစ်တွေဖြစ်နေတယ်စီးပွားရေးတွေမှာဆိုရင်လည်းတိုးလဲမှုတွေဖြစ်နေတယ်ပေါ့နော်အဲ့ဒီမျိုးတွေဖြစ်နေရတော့မှသူ့အနေနဲ့တရုတ်နိုင်ငံအနေနဲ့ဒီကွန်ဂိုနိုင်ငံတင်လို့ဒါ5 billion ချင်းငွေကိုဒါချေးပလိုက်တယ်အဲ့ဒီကွန်ဂိုဆိုရအောင်ချေးလေးချေးပြီးတော့သူတို့အနေနဲ့ဘာတွေပြန်လုပ်လဲဆိုတော့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့သူတို့တွေကိုယူလိုက်တယ်ဘာလို့အဲ့ဒီနိုင်ငံကိုသူကတုတ်လဲဆိုတော့တော့ကြကြစဉ်းစားကြည့်မှဆိုရင်နိုင်ငံတကာနိုင်ငံမှာစစ်ဖြစ်နေတယ်စီးပွားရေးလုပ်လို့မရဘူးဘာမှလုပ်ဟုတ်တယ်မလားကိုကျိုးမရှိစီးပွားရေးဘာမှလုပ်မရဘူးအဲ့တော့အနိုင်ငံတွေကျွန်တော်တို့ဘာမှမပြောဆိုတော့ဒီနိုင်ငံကိုနိုင်ငံမှာကြည့်ပါမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ဒါပေမဲ့တရုတ်ဆိုရဆိုရင်အဲ့ဒီဟာကိုခွင့်ရေးတစ်ခုအနေနဲ့ဘာကြောင့်မြင်လဲဆိုတော့အဲ့ဒီချိန်မှာဆိုရင်ကွန်ဂိုဟာဆိုရင်သူကကိုဘော့လို့ခေါ်တဲ့ဒီတတူတွေကိုထုတ်လုပ်တဲ့နိုင်ငံဖြစ်တယ်ပေါ့နော်တတူထုတ်လုပ်မှုတွေထဲမှာသူကအမြင့်ဆုံးနိုင်ငံဖြစ်တယ်ကိုဘော့တတူကိုတရုတ်ဆိုရကလိုချင်တယ်ဘာလို့လဲဆိုတော့အဲ့ဒီချိန်တုန်းကသူကလျှက်စစ်ကာရီယာဆိုရင်ဒါအရေး popular မဖြစ်သေးပေမဲ့လျှက်စစ်ကာရီယာဆိုရင်တစ်ချိန်မှာဒါအရေးပါလာမှာဆိုတော့တည်တယ်ပေါ့ပြီးတော့အဲ့ဒီလျှက်စစ်ကာထဲမှာသုံးပြတဲ့ဘက်တီရီယာဆိုရင်သူကကိုဘောနဲ့ပြုလို့ရတယ်ပေါ့နော်ကိုဘောနဲ့ပြုရတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိအဲ့တော့သူ့အနေနဲ့ကွန်ဂိုနိုင်ငံကသူ့အနေနဲ့အဲ့လိုမျိုးတွေချင်းငွေတွေခြေပြီးတော့သူ့အနေနဲ့ဒီအဆောက်အဦတွေကိုတိဆောက်ရတယ်မှာ infrastructure ပေါ့နော်အဲ့ဒါတွေတိဆောက်ရတယ်မှာကူညီပေးမယ်ဆိုရင်သူ့အနေနဲ့ဒါသူ့တက်ကဒါအဲ့နိုင်ငံတဲမှာရှိတဲ့တတုတူပေါ်ခွင့်နေအဲ့ဒီနိုင်ငံတဲမှာရှိတဲ့တတုတွေကိုတူပေါ်ခွင့်တွေသူကအဲ့လိုမျိုး
လဲလှယ်လုပ်လိုက်တယ်ပေါ့နော်လဲလှယ်လုပ်လိုက်တော့သူအနေနဲ့တကယ်လည်းအခုချိန်မှာလျှက်စစ်ကားတရားဆိုရင်ဒါစံသင်းမှုတရားဆိုရင်ဒါ popular ဖြစ်လာတော့အဲ့ဒီသူတို့အနေနဲ့ဒီသူတို့ရင်တော့ရထားတဲ့ကိုဘောတက်တူတွေကိုထုတ်ပြီးတော့ရောင်းတော့သူတို့အနေနဲ့စီးပွားရေးတွေအများကြီးဖြစ်နေပေါ့နော်အဲ့လိုမျိုးလေးစီးပွားရေးတွေကမြင်နေပေါ့နော်ခုနောက်ပိုင်းမှာဆိုရင်အဲ့ဒီ1988နောက်ပိုင်းမှာစီးပွားရေးခုနှစ်နေဖွင့်ပေးတဲ့အတွက်ကြောင့်တရုတ်နိုင်ငံမှာကမ္ဘာတာ top ကုမ္ပဏီတွေရှိလာပေါ့နော်ဥပမာ Alibaba ယူ Tencent ယူAI တွေမှာဆိုရင်လည်း DeepSeek ဆိုပြီးအဲ့လိုမျိုးလေးနာမည်တွေဒါတကယ်ကိုသူတို့နဲ့တိုးတက်သွားတယ်ပေါ့နော်။ကြောင်းရတော့ဒီလောက်ပါပဲ။ဒါပေမဲ့ဒီဗီဒီယိုတစ်ခုတည်းကျွန်တော်ပြောတဲ့ကြောင်းရတဲ့တစ်ခုတည်းတည်းနဲ့လုံလောက်တယ်လို့တော့မထင်ပါနဲ့ကျွန်တော်လေ့လာခဲ့တာလေးကသိလေးပဲရှိပါသေးတယ်။ဒါလို့ကိုယ်အနေနဲ့ဒီတက်ပို့ပြီးသိကျင်သေးတယ်ဆိုရင်တခြား platform တွေတခြားတခြားဒီ app တွေမှာတခြား website တွေမှာဒါဝင်ပြီးတော့လေ့လာပြရပါတော့။လေ့လာတယ်ဆိုရင်ကျွန်တော်သိတာတက်ကိုပို့ပြီးတော့သိမယ်ပေါ့နော်။ကျွန်တော်ကတော့ဒီအရာတွေအားလုံးကြံပြင်းပဲပြပြပေးနိုင်တယ်ပေါ့နော်။အဲ့တော့တို့နောက်ဗီဒီယိုမှာပြတဲ့တွေ့ကြမှာပြအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်